ကိုယ့်ရဲ့မျက်နှာမှာဝက်ချန်၄-၅ ဘူးလောက်ကမကြာခဏထွက်တယ်။နောက်အစီပြန်လို့အစီလဲထိန်းကျင်တယ်။နောက်ဆောက်ဝက်ချန်လေးတွေအမဲဆက်လေးတွေလည်းတက်တာကျင်တယ်။စေကန်လဲကိုကမသွားကျင်သေးဘူး။ခင်ကဲလေးတစ်မျိုးတစ်လေနဲ့ပဲတက်တာအောင်လုပ်ချင်တယ်ဆိုတဲ့သူတွေအတွက်ဒီနေ့မှာကျွန်တော် Bioderma ကထုတ်ထားတဲ့ product လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲ့ဒါလေးကတော့ဒီ Bioderma ရဲ့ CBN Kerato Plus Moisturizer လေးပဲဖြစ်ပါတယ်။အဲ့တော့ဝက်ချန်ထွက်နေတဲ့သူတိုင်းကတော့ဒီ product ကိုတန်းပြီးတော့မသုံးစေချင်ဘူး။သူ့မှာ active ingredients တွေပါတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်သူ့ရဲ့အသုံးပြုပုံကိုတခြားလေးသိထားဖို့လိုအပ်ပါတယ်။ဒီ video ထဲမှာဒီ product လေးရဲ့အသုံးပြုပုံသုံးနေတဲ့အချိန်မှာကျွန်တော်လိုက်နိုင်ရမယ့်ဆောင်ရွက်နေပြီးတော့ဘယ်သူတွေအတွက်တင့်တော်တယ်ဘယ်သူတွေအတွက်မတင့်တော်ဘူးစားတဲ့အကြောင်းအရာတွေကိုကျွန်တော်အသေးစိတ်ပြပြပေးသွားမှာဖြစ်တဲ့အတွက်ဒီ product လေးကိုသုံးချင်တဲ့သူတွေကဒီ video ကိုမဖြစ်မနေစောအောင်ကြည့်ဖို့အကြံပြုချင်ပါတယ်။ video ကိုတခြားမကြည့်ဘဲနဲ့တန်းပြီးတော့သုံးတာမျိုးတော့မလုပ်စေချင်ပါဘူး။ဒီ Bioderma ရဲ့ CBN Kerato Plus Moisturizer ထဲမှာဆိုရင်ကျွန်တော် Fluid Active Technology ကိုအသုံးပြုထားပြီးတော့ဒီနည်းပညာကဒီဝက်ချန်အသစ်တွေထွက်မလာအောင်တားဆီးပေးတယ်။ဝက်ချန်ကိုဖြစ်စေတဲ့အဆီရဲ့ quality ကိုလည်းသူကထိန်းပေးနိုင်တယ်။အဲ့တော့သူ့မှာဆိုရင်ကျွန်တော် salicylic acid က 1.8% ပါတယ်။နောက် malic acid ester က 10% ပါတယ်။အဲ့တော့ဒီ acid နှစ်မျိုးစလုံးကကျွန်တော်ဝက်ချန်တွေကိုဖြစ်စေတဲ့ချွေးပေါက်တွေကိုပိတ်စေတဲ့ဒီအရေပြားရဲ့အပေါ်ယံလွှာမှာရှိတဲ့ဆဲသေးတွေအညစ်အကြေးတွေပေါ့နော်ဒါတွေကိုဖယ်ရှားပေးပြီးတော့ဝက်ချန်ကိုတက်တာစေတာဖြစ်တယ်။ဟောဒါအပြင်ဒီ malic acid ester က SIBO regulator အနေနဲ့ဆောင်ရွက်ပေးပြီးတော့အဆီထွန်းတုံးကိုလည်းထိန်းပေးတယ်။နောက် CBN တွေအဆီတွေ oxidize ဖြစ်မသွားအောင်လို့ CBN oxidation ကိုလည်းတားဆီးပေးပါတယ်။အဲ့တော့သူ့ရဲ့အာနိသင်ကိုတည်သွားပြီဆိုတော့ဘယ်လိုလူတွေမှာသုံးလို့ရတယ်။အဲ့တော့ဘယ်လိုလူတွေမှာသုံးလို့မရဘူးလဲဆိုတာကိုပြောပြပေးမယ်။အဲ့တော့ဘယ်လိုလူတွေသုံးလို့ရလဲဆိုတော့ကိုကအဆီပြန်တတ်တဲ့ oily skin သမားတွေနောက်ပေါင်းဆက်အသားရည် combination skin သမားတွေအသုံးပြုလို့ရတယ်။အခုကဝက်ချန်၄-၅ ဘူးလောက်ကခဏထွက်တတ်တဲ့ဒီ mild to moderate acne သမားတွေတော့စေကလည်းမသွားခြင်းဘူးတော့ monotherapy အနေနဲ့ဒီ lens လေးတစ်မျိုးတည်းနဲ့ပဲပတ်တာအောင်လုပ်ချင်တယ်ဆိုတဲ့သူတွေအသုံးပြုလို့ရပါတယ်။နောက်ကိုကအစီပြန်တက်လို့အစီထိန်းခြင်းတယ်နောက်ဆောက်ဝက်ချန်လေးတွေအမဲဆက်လေးတက်တာခြင်းတယ်ဆိုတဲ့သူတွေအသုံးပြုလို့ရပါတယ်။အဲ့တော့ဘယ်လိုလူတွေသုံးလို့မရဘူးလဲဆိုတော့ကိုကအသားခြောက်တတ်တဲ့ dry skin သမားတွေနောက်ထိရှလွယ်တဲ့ sensitive skin သမားတွေသုံးလို့မရဘူး။ပြီးတော့ကိုကဝက်ချန်အတွက်စေကလည်းပြထားရတယ်ပြီးတော့ဆရာဝန်ညွှန်ကြားထားတဲ့ဒီအစီခန်းဆေးပေါ့နော်ဝက်ချန်ဆေး isotretinoin လိုမျိုးဆေးတွေလည်းတောက်နေရတယ်။နောက်လင်းဆေးတွေဖြစ်တဲ့ benzoyl peroxide တို့နောက် retinoid အုပ်စုဝင်တွေဖြစ်တဲ့ adapalene တို့ tretinoin တို့ဒီလိုလင်းဆေးတွေလည်းလိမ့်နေရတဲ့သူတွေဆိုရင်တော့သုံးလို့မရဘူး။တော့ဒီလိုအခြေအနေမျိုးဆိုရင်တော့ကျွန်တော် CBN range ထဲက CBN sensitive တို့နောက် CBN hydra တို့ဒီလို moisturizer တွေကျွန်တော်သုံးပေးလို့ရတယ်။တော့ဒီလိုအခြေအနေမျိုးမှာဒီ Kerato Plus လေးကတော့သုံးလို့မရဘူး။နောက်ကိုယ့်ရဲ့ဒီ skin care step တွေထဲမှာကိုအရင်တည်းက salicylic acid တို့နောက် glycolic acid တို့နောက်ပြီးတော့ retinol တို့ပေါ့နော်ဒါတွေသုံးနေတဲ့သူတွေကလည်းဒါလေးကိုကျွန်တော်မသုံးသင့်ပါဘူး။နောက်တစ်ချက်ကဝက်ချန်ကတော့ဒီ၄-၅ ဘူးတော့ပေါက်နေတာမှန်တယ်ဒါပေမဲ့အဲ့ဒီဝက်ချန်အဖူတစ်ခုနဲ့တစ်ခုကြားထဲမှာရှိတဲ့အရေပြားလေးကနီနေတာတို့ရောင်နေတာတို့ရှိနေတာဆိုရင်လည်းသုံးလို့မရဘူး။တော့ဒီဝက်ချန်၄-၅ ဘူးကတော့ဒီအဖူလေးတွေကတော့ဒီရောင်နေပေမဲ့ဒီအဖူလေးတွေရဲ့ကြားထဲမှာရှိတဲ့အရေပြားလေးကကောင်းနေတယ်ရောင်နေတာမျိုးမရှိဘူးဆိုရင်တော့သုံးလို့ရပါတယ်အဲ့တော့မြန်မာအသားရည်နယ်ကောတဲ့ပါမလားဆိုပြီးတော့စိုးရင်ကြတဲ့သူတွေရှိတယ်ကျွန်တော်မြန်မာအသားရည်နယ်လည်းစမ်းသပ်ထားတာရှိပါတယ်ကျွန်တော်မြန်မာ local ဝက်ချန်လူနာ39ယောက်ကိုကျွန်တော်2လတာကာလ Kerato Plus လိမ့်ခိုင်းပြီးတော့စမ်းသပ်ထားတဲ့ရလဒ်လည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီ2လမြောက်မှာဆိုရင်ဝက်ချန်အနေထားကတိတိတသာတိုးတက်လာတာကိုကျွန်တော်တွေ့ရတယ်ပြီးတော့ဝက်ချန်ကြောင့်ကျွန်တော်စိတ်ညစ်ရတဲ့စိတ်ညစ်မှုတွေကျော်ပါသွားပြီးတော့ကိုယ့်ရဲ့ဒီ quality of life လည်းတိတိတသာတိုးတက်လာတာကိုတွေ့ရတယ်နောက်ဒီ product tolerance လည်းကောင်းတာကိုတွေ့ရတယ်အဲ့တော့သဘောကတော့ဒီမြန်မာအသားရည်နဲ့ဒီ product နဲ့တဲ့တာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မလို့ဒီမြန်မာအသားရည်နဲ့မတဲ့မှာကိုလည်းစိုးရိမ်စရာမလိုဘူးအပေါ်မှာပြောခဲ့တဲ့ဒီ product နဲ့ကိုက်ညီတဲ့သူတွေကတိတိကျကျကျွန်တော်အောက်မှာအခုဆက်ပြောမဲ့အသုံးပြုပုံအတိုင်းတခြားသုံးမဲ့ဆိုရင် product နဲ့မတဲ့မှာကိုလည်းအရင်စိတ်ပူစရာမလိုပါဘူးပြီးတော့ဒီ Bioderma product တွေကကျွန်တော်နိုင်ငံတကာအရေးပြားထုတ်ဖို့ဆရာဝန်တွေရဲ့ထောက်ခံချက်တွေလည်းရရှိထားတာဖြစ်ပါတယ်အဲ့တော့သုတေသနရလဒ်တွေလည်းကျွန်တော်သိသွားပြီဆိုတော့ဒီ product လေးရဲ့အသုံးပြုပုံကျွန်တော်ဆက်ပြောပြပေးပါမယ်အဲ့တော့ဒီ CBN Kerato Plus ကိုကျွန်တော်သုံးမဲ့သူတွေက double cleansing လုပ်တဲ့အခါမှာ micellar water ရွေးချယ်တဲ့အခါမှာဒီ Bioderma တွေကဒီ CBN H2O ကိုကျွန်တော်ရွေးချယ်ပေးမယ်ဆိုရင်ဒါရလဒ်ကပိုပြီးထိရောက်တာကိုတွေ့ရတယ်။ဒီ CBN H2O မှာဆိုရင်ကျွန်တော်တို့က copper sulfate နဲ့ zinc gluconate နဲ့ပါတဲ့အတွက်ကြောင့်မို့လို့ဒီအဆီပြန်တာကိုထိန်းတဲ့နေရာမှာတော့အများကြီးထောက်ကူဖြစ်စေတယ်။နောက်တတိထားမဲ့ချက်ကတော့ကျွန်တော်မျက်နှာသစ်ဆေးအဆင့်မှာတော့ဒီ salicylic acid တို့ glycolic acid တို့စတဲ့ဒီ AHA BHA ပါတာတွေကိုတော့ကျွန်တော်မရွေးချယ်သင့်ဘူး။ဒီ Kerato Plus လေးကိုတော့ကျွန်တော်တို့ကဒီ moisturizer အဆင့်မှာသုံးပေးရမှာဖြစ်ပါတယ်။သူ့ရဲ့ texture လေးကကျွန်တော်တို့ဒီ gel cream လေးဖြစ်တယ်ပေါ့နော်။ gel cream လေးဖြစ်တဲ့အတွက်ကြောင့်မလို့လင်ရတာချောချောချူချူနဲ့တော့ smooth ဖြစ်တယ်လင်ရတာအရင်အဆင်ပြေတယ်အဲ့တော့အရေးကြီးတဲ့ချက်ကဒီ Kerato Plus ကိုကိုမစသုံးမဲ့သူတွေကကိုယ်အသားရည်နဲ့တဲ့လားမတဲ့လားသိဖို့အတွက်ဒါ patch test လေးအရင်လုပ်ကြည့်သင့်တယ်အဲ့တော့မျက်နှာပေါ်ကိုစမလိမ့်သေးပဲနဲ့ဒီတစ်ရက်လောက်ကြိုးပြီးတော့ဒီကိုယ့်ရဲ့ဒီမေးရိုးအောက်လေးမှာဒီ moisturizer လေးနည်းနည်းလေးတုပ်ပြီးတော့စမ်းကြည့်တာမျိုးပေါ့အဲ့တော့နောက်နေ့မှာကိုစမ်းထားတဲ့နေရာကဒါရရရနာတို့အဖုပိတ်နေထွက်တာတို့နေတာဆက်တာပူတာဒီလိုမျိုးဖြစ်တယ်ဆိုရင်တော့ဒါကိုယ်နဲ့မတည့်ဘူးဒါမျိုးဆိုရင်တော့ကျွန်တော်လုံးဝသုံးလို့မရဘူးအဲ့တော့ဒီလိုလက္ခဏာတွေဘာမှမရှိဘူးဆိုရင်တော့သုံးလို့ရပြီ
ဒါဆိုရင်တော့မျက်နှာပေါ်စပြီးတော့သုံးလို့ရပြီပေါ့ကျွန်တော်ကတစ်နေ့ကို2ကြိမ်သုံးလို့ရတယ်အဲ့တော့ spot treatment အနေနဲ့ဒီအဖုတိုးတဲ့အနေနဲ့လည်းသုံးလို့ရတယ်လို့မျိုးဒါမျက်နှာတစ်ပြင်လုံးလည်းလိမ့်လို့ရတယ်အဲ့တော့အဖုတိုးတယ်ဆိုရင်ကျွန်တော်ရေပြန်ဆေးချစရာမလိုဘူးပေါ့နော်ဒီတစ်နေ့လုံးထားလို့ရတယ်ကိုအသားရည်ရဲ့ခန္ဓာရင်ကိုတိဖို့တော့ကကျွန်တော်ဒီစလင်းလင်းချင်းမှာတစ်နေ့ကို2ကြိမ်မလိမ့်သေးပဲနဲ့တစ်နေ့ကို1ကြိမ်လိမ့်တာမျိုးပေါ့ဒါမှမဟုတ်လေတရက်ချား1ကြိမ်အစပြီးတော့လိမ့်ကြည့်တာမျိုးလုပ်မယ်အဲ့တော့ဒီလိုတရက်ချား1ကြိမ်လိမ့်နေမှကိုယ့်ရဲ့အသားရည်ခန္ဓာရင်ရှိရဆိုမှဒါနေ့တိုင်းတိုးလိမ့်မယ်ပြီးတော့မှတစ်နေ့ကို2ကြိမ်တိုးလိမ့်မယ်ဒီလိုမျိုးကျွန်တော်တိုးသွားလို့ရတယ်အကယ်၍ဒါနေ့တိုင်းလိမ့်လို့အသားရည်ကအသား6တာမျိုးတွေဖြစ်လာတဲ့ဆိုရင်တော့တရက်ချားပြန်လျှော့တာမျိုးပေါ့နောက်တရက်ချားလိမ့်နေနဲ့အသား6တာမျိုးခံစားရဲဆိုရင်ဒါ2ရက်ချားလျှော့လိမ့်တာမျိုးဒီလိုမျိုးပေါ့ကိုယ့်ရဲ့အသားရည်ရဲ့ခန္ဓာရင်ပေါ်မူတည်ပြီးတော့အတိုးလျှော့လုပ်ပြီးတော့သုံးရမယ်ဒီလူတိုင်းမှာတော့တသက်တဲ့တစ်နေ့ကို2ကြိမ်လဲရမယ်လို့မဟုတ်ဘူးပေါ့နော်နောက်သူ့မှာဆိုရင်ကျွန်တော်က keratolytic အာနိသင်ပါတဲ့အတွက်ကြောင့်မို့လို့ဒီ moisturizer ကိုသုံးတဲ့သူတွေကနေ့ဘက်မှာဆန်းဆွင်ကိုမဖြစ်မနေလိမ့်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်ဒီတော့ဝက်ချန်5ဘူးလောက်ထွက်ပြီးတော့စိတ်ညစ်နေတဲ့သူတွေဒီ Kerato Plus moisturizer လေးကိုဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာကိုသိရှိသွားပြီးတော့ယူဆပါတယ်နောက်ဆုံးအနေနဲ့သတိပေးချင်တာကတော့ဒီအခုနောက်ပိုင်းအသစ်ဝင်လာတဲ့ဒီ Kerato Plus moisturizer ဘူးလေးတွေကသူ့ရဲ့ဒီ product color နဲ့ဘူးပုံစံလေးရဲ့အနေငယ်အပြောင်းလဲရှိတယ်အဲ့ဒီပြောင်းလဲသွားတာကိုလည်းကျွန်တော် Bioderma မြန်မာ Facebook page မှာတင်ပေးထားပါတယ်နောက်ထပ်တစ်ခုသတိပေးချင်တာကဒီ product အတုအစစ်ကိစ္စပေါ့နော်ဒီ Bioderma product အတုတွေလည်းထွက်တဲ့အတွက်ကြောင့်မလို့ကွာအတုအစစ်မမအောင်လို့တေချာ view site ပြီးတော့ဝယ်ဖို့အကြံပေးချင်ပါတယ်ဒီ Bioderma product တွေကအစစ်တွေပေါ့နော် product အစစ်တွေကဒီဘူးတိုင်းမှာမြန်မာလေးပဲပါတယ်အဲ့တော့ product အတုတွေမှာတော့မြန်မာလေးပဲမပါပါဘူးအဲ့တော့ဒါလေးတွေကိုသတိထားပြီးတော့ဝယ်သေးချင်ပါတယ်ဒီ Bioderma ရဲ့ Kerato Plus moisturizer လေးကိုမှာယူချင်တယ်ဆိုရင်တော့ဒီ Bioderma မြန်မာ Facebook page သို့မဟုတ် TikTok channel ပေါ့နော်ဒီနေရာတွေမှာတွားရောက်ပြီးတော့မှာယူလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်